ထိုင်းနိုင်ငံသို့နယ်စပ်ကုန်သွယ်ရေးနှင့်ပင်လယ်ရေးကြောင်းမှာပြည်တွင်းပြောင်းများတင်ပို့နေတဲ့တဲ့ရင်ကိုမန်လေးနေ့စဉ်ရုပ်သံကနေတင်ဆက်လိုက်ပါတယ်ရှင်။ထိုင်းနိုင်ငံသို့နယ်စပ်ကုန်သွယ်ရေးနှင့်ပင်လယ်ရေးကြောင်းမှာပြည်တွင်းပြောင်းများတင်ပို့နေတော့လေအကျိုးမြတ်နည်းနေရလို့ပြောင်းတင်ပို့သူများထံမှသိရပါတယ်။လက်ရှိမှာပြည်တွင်းပြောင်းတင်ပို့သူများအနေနဲ့ထိုင်းနိုင်ငံကိုသာအဓိကတင်ပို့နေပြီးအကျိုးမြတ်မရှိတော့လေပို့ကုန်ရငွေရရှိအောင်တင်ပို့နေခြင်းဖြစ်ပြီးတွင်းကုန်ကနေသာအကျိုးမြတ်ရရှိအောင်ဆောင်ရွက်နေရမျိုးဖြစ်တာကြောင့်ပြောင်းတင်ပို့သူနည်းလာပြီးပို့ကုန်တွင်းကုန်နှစ်ခုလုံးဆောင်ရွက်နိုင်သူများသာလက်ရှိမှာပြောင်းတင်ပို့နိုင်တယ်လို့ပြောင်းလုပ်ငန်းရှင်ဦးတိုးတက်နိုင်ကပြောပါတယ်။ပြည်တွင်းပြောင်းပေါက်ဈေးမှာထိုင်းနိုင်ငံသူတင်ပို့တဲ့ပြောင်းဈေးပေါ်မူတည်ပြီးဈေးတက်ကြဖြစ်လိမ့်ရှိပါတယ်။ပြည်တွင်းပြောင်းပေါက်ဈေးမှာမေလကုန်ပိုင်းမှာရန်ကုန်အဝယ်ဈေးပြောင်းတပိတ်တာကို1920ကျပ်၊အေယာဝတီပြောင်းတပိတ်တာကို1935ကျပ်၊မန္တလေးဈေးကွက်မှာဆိုရင်54ပိတ်တာပြောင်းတအိတ်ကို8200ကျပ်၊ရှမ်းပြောင်းတအိတ်ကို8400မှ8500ကျပ်၊စီပီပြောင်းမှု54ပိတ်တာတအိတ်ကို84,500မှ8000ခွဲကျပ်၊အထွက်တိုးပြောင်းနေ53ပိတ်တာတအိတ်ကို9900မှ8000ကျပ်အသီးသီးပေါက်ဈေးရှိရလို့သတင်းရရှိပါတယ်ရှင်။